အောက်တန်းကြတဲ့ကိစ္စတွေပေါ်မှာဝါသနာပါရခြင်းတူတဲ့ပုဂ္ဂိုလ်တွေဟာတဲ့သူလိုဝါသနာတူတွေနဲ့ပဲပုံပေါင်းတယ်အတောက်စားဝါသနာပါတဲ့လူကအတောက်စားဝါသနာပါတဲ့လူနဲ့ပေါင်းတယ်ပညာရေးလိုက်စားတဲ့ပုဂ္ဂိုလ်တွေဟာပညာရေးလိုက်စားတဲ့ပုဂ္ဂိုလ်တွေနဲ့ပေါင်းတယ်လူမှုရေးလှုပ်ချင်တဲ့ပုဂ္ဂိုလ်တွေကလူမှုရေးလှုပ်သူတွေနဲ့ပူပေါင်းကြတယ်လောကရေးချီးအကြောင်းမဲ့ဖြစ်နေတာမဟုတ်ဘူးပူပေါင်းမှုတွေရှိတယ်အဲ့တော့ကိုယ်ဆင်ញင်စစားမှာငါဟာဘယ်သူနဲ့ပူပေါင်းတယ်လဲငါရဲ့ပူပေါင်းမှုစိတ်တွေသဘောထားမွန်မြတ်တာဟုတ်ကဲ့လားကိုယ်ဆန်းစစ်ဖို့ကောင်းကျိုးချမ်းသာကိုပေးနိုင်တဲ့စိတ်တွေသဘောထားဟုတ်ကဲ့လားအဋ္ဌိမုဋ္ဌိနှလုံးသွင်းတရားလို့ပြောစိတ်ထဲမှာကြိုက်တယ်အဲ့ဒါကိုဒီနေရာမှာအစ္ဆတရားအဋ္ဌိမုဋ္ဌိဆိုဒီပါဠိစကားလုံးနဲ့အတူတယ်မြတ်စွာဘုရားကပထမမကောင်းတဲ့အောက်တန်းကြတဲ့စိတ်နေသဘောထားရှိတဲ့ပုဂ္ဂိုလ်တွေကသူ့လိုအောက်တန်းကြပြီးတော့စိတ်နေသဘောထားရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ပူပေါင်းနေတဲ့တခါစိတ်ဆန္ဒမြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေကသူ့လိုပဲစိတ်ဆန္ဒမြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေနဲ့ပဲပူပေါင်းတယ်ဒီနှစ်ခုကဖြောင်းပြန်ပြန်ပြီးတော့ပူပေါင်းလို့မရဘူးစိတ်ထားယုံညံ့တဲ့ပုဂ္ဂိုလ်တွေကစိတ်ထားယုံညံ့တဲ့ပုဂ္ဂိုလ်ချင်းပဲပေါင်းလို့ရတယ်စိတ်ထားမြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေကစိတ်ထားမြင့်မြတ်တဲ့ပုဂ္ဂိုလ်အဲ့ဒါကိုမမလို့ပြောတဲ့အခါမှာမမစာပေထဲမှာအသုံးလေးတစ်ခုရှိတယ်ကောဒိနာကောနောသမနေနာသမနောဆိုရှေ့တော့သုံးကြတယ်ပေါ့နော်ခုခေတ်တော့သုံးတာနည်းသွားတယ်ဆိုလိုတဲ့အဓိပ္ပာယ်ကကောဒိနာကောနောဆိုတာနွားတွေနဲ့ပဲပူပေါင်းတာပဲနွားကစိတ်နဲ့မပူပေါင်းဘူးနွားချင်းပဲပေါင်းစုံခြင်းပူပေါင်းခြင်းအကြီးကနွားနဲ့ပဲပူပေါင်းတယ်သမနေနသမနောယဟန်ကလည်းယဟန်နေနဲ့ပဲပူပေါင်းတယ်ကောဏိနာခောနောသမနေနသမနောဆိုတာဝါဒနာတူရာစိတ်ဆန္ဒတူရာပူပေါင်းကြတယ်ဆိုတဲ့အဓိပ္ပာယ်ကိုသုံးတဲ့စကားလုံးအဲ့ဒါရှင်းတော့ကတော့သုံးတတ်တယ်အဲ့ဒီရှေးစာအုပ်တွေထဲမှာ